အလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခါကျွန်တော်လေ့ကျင့်ခန်း 1.2 ပါဗောနော်နံပါတ်1ကအောက်ပါ ES နဲ့ဂိမ်းများကိုဂိမ်းစစ်မြင်ပေါ်တင်ဖော်ပြပါဆိုတဲ့သင်ခန်းစာကိုကျွန်တော်မတွက်ခင်ကျွန်တော်ဘာကြီးသိထားမလဲဘာလို့ဘလို့တွက်ရလဲဘာလို့အခြေခံပြီးတော့တွက်မလဲဆိုတာကိုသိဖို့အတွက်ကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်ES နဲ့ဂိမ်းများကိုဂိမ်းစစ်မြင်ပေါ်တင်ဖော်ပြခြင်းဆိုတဲ့သင်ခန်းစာမှာပေါ့နော်ဟုတ်ပြီကျွန်တော်တို့ကကျတော့ရရှိတဲ့ဂိမ်းတွေကိုကျတော့ကျွန်တော်တို့ကဖော်ပြလို့ရတယ်ဂိမ်းမြေနေပေါ်မှာဖော်ပြလို့ရတယ်ဥပမာဆိုကျွန်တော်တို့2ကိုလိုချင်တယ်ဆိုလို့ရှိရင်ဒီမှာ2ဆိုပြီးတော့ကျွန်တော်တို့ကဖော်ပြလို့ရတယ်ဥပမာ 1.2 ဆိုလို့ရှိရင်0နဲ့1နဲ့ကျမှ 1.2 ဆိုပြီးတော့ဖော်ပြလို့ရတယ်ဒီမှာ 1.2 လို့ဆိုလို့ရှိရင်1နဲ့2နဲ့ကျမှ 1.2 ဆိုပြီးတော့ကျွန်တော်တို့ကဖော်ပြလို့ရတယ်အဲ့ဒါရရှိတဲ့ဂိမ်းတွေကိုကျတော့ဂိမ်းမြေပေါ်မှာတင်ဖော်ပြလို့ရတယ်ပေါ့နော်ဒါပေမဲ့ရရှိတဲ့ဂိမ်းတွေကိုကျတော့ဂိမ်းမြေပေါ်မှာဖော်ပြဖို့ကကျတော့မလွယ်ဘူးဘာလို့လဲဆိုတော့သူကကျတော့အဆုံးလည်းမရှိဘူးပြန်လည်းမထက်တဲ့ဒသမဂိမ်းတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီဂိမ်းမြေပေါ်မှာကျတော့ဖော်ပြလို့မရဘူးအဲ့သူတို့ကျွန်တော်တို့ကဘယ်ပေါ်မှာမူတည်ပြီးတော့တွက်ရမှာလဲဆိုလို့ရှိရင် down mandatory can ပေါ်မှာမူတည်ပြီးတော့ပဲတွက်ရမှာပါအဲ့လို့ဆိုရင်ကျွန်တော်တို့ဥပမာတွေတစ်ခုနဲ့ပြရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ down mandatory can လေးရှိရပေါ့နော်ဒီနားလေးက3ဒါလေးက2ရှိရကွာဒီ down mandatory can ကိုကျွန်တော်တို့ကလိုချင်တယ်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်ပုံသင်နည်းတောင်းမလဲဆိုတော့ Pythagore တဲ့ theorem ကိုသုံးရမယ်ပေါ့နော် a square ညီမျှခြင်း3 square plus 2 square ပေါ့နော် a square ညီမျှခြင်း3နဲ့ထက်ကကိုနှစ်ထက်ကကျတော့4ပေါ့နော်ဟုတ်ပြီ a square equal to 30အဲ့ဆိုတော့ဒီကျွန်တော်တို့က area ကိုပဲလိုချင်တာဖြစ်တော့ဒီနှစ်ထက်ကပတ်သွားတော့ square လို့ဖြစ်သွားတယ် a equal to √30 ဖြစ်သွားပါတော့ √30 ဖြစ်တော့ဆိုတော့ကျွန်တော်တို့ဒီကောင်က auto ဘာဖြစ်သွားတာလဲဆိုတော့ irrational gain ဖြစ်သွားတယ်အဲ့ဒါကြောင့်ကျွန်တော်တို့က irrational gain တွေကို gain စစ်မြင့်မော်မှာဖော်ပြမယ်ဆိုလို့ရှိရင် down mandatory can ကိုသုံးပြီးတော့ပဲဖော်ပြပေးမှာပဲဖြစ်ပါတယ်